မင်္ဂလာပါဒီဗီဒီယိုလေးကဘာကြောင့်တင်ရတယ်လဲဆိုရင်မင်းညက်နေက4-6တေးလို့တင်ခဲ့ပါတယ်ခုနန်လေးမှာပဲ6-4တေးလို့တခါပြန်တင်ဘလူကြီးတုံးပေါ့နော်သူ့မူနဲ့သူတင်ထားတာပါတွေ့ပါလိမ့်မယ်အဲ့ဒါစိတ်ဝင်စားစရာလေးကကနန်းသုံးလုံးက4-6-1တူးနေတယ်အဲ့ဒီမှာဒုတိယတူတာကတော့ရှည်ပေါင်းတူနေတာပေါ့နော်ဒုတိယရှည်ပေါင်း10ပြအဲ့10ပြတာလေးရစိတ်ဝင်စားတယ်အဆိုတော့ဒီဘက်မှာအားလုံးမှသုံးဖို့ပဲတင်ရသေးတယ်နော်ရှည်ပေါင်း10ဆိုတဲ့မူရဲ့နော်ဒီဘုတ်တင်ရှည်ပေါင်း10ဆိုတဲ့မူရဲ့နောက်ရှည်ပေါင်းနဲ့အပိတ်နဲ့ညီရမယ်ဆိုတဲ့မူပေါ့ဒါတော့မကတ်ရှည်ပေါင်း10မူနဲ့ဒီဟာကတ်ခုဒီကမနေ့တပုတ်ခုတပုတ်အားလုံး4ပုတ်တင်ရသေးတယ်နော်ဒီလိုစိတ်ဝင်စားစရာကောင်းအဲ့တော့ဒီဟာလေးကိုကျွန်တော်4-6-1နဲ့6-4-1ရပုံရာနီးနော်တချို့လဲဝါရင်နေပြထားတယ်နဲ့နော်တထွာပြရင်တောင်မြင်တဲ့လူတွေများပါတယ်အပွေးမြင်တာနဲ့အပင်သိတဲ့လူတွေများပါတယ်ဒါတို့တော့တချို့မိတ်ဆွေများကြတော့နော်ချဲကိုအနေထားတစ်ခုကြောင့်သာထိုးကြတာပေါ့နော်ချက်တွေ့စားတိတ်ပြီးတော့အဆင်မပြေတဲ့လူတွေရှိအဲ့တော့ဒီ4-6-1ကလေးရဲ့မူကိုအရင်ပြောပါ4-6-1ကဘယ်ဆွဲထုတ်တယ်လဲဆိုရင်2019 2018 2019ကနေ2019 2023ကဆွဲထုတ်ဘလို့ထုတ်တယ်ဆိုလို့ရှိရင်2019နော်2019ရဲ့နော်19ပင်14ပင်19ပင်20ပင်21 22ပင်ဒီလေးလုံးကနေဆွဲထုတ်ပါတယ်အဲ့ဒီတိုင်းပဲ2019ရဲ့သောတော်4ပင်ရဲ့အထက်နော်ဒီလေးလုံးဆိုနော်နောက်ခါမှာအပိတ်ဘေးဆွဲထုတ်တယ်လေဆိုရင်2020နဲ့4က20ပင်22ပင်23ပင်24ပင်ရှင်းလေးပါနော်ရှားတာမျက်စိနော်ပြာခေါင်းတွေနောက်အောင်ရှားတာရှင်းလေးပါဘယ်လိုရှင်းတာတော့ဟာဒီထိတ်တုံညာဒီထိတ်နော်ထိတ်တုံညာဒီကောင်ကတစ်ကူခွန်ဒီမှာခွန်ပိတ်တုံညာခွန်ဆိုတဲ့ကဏ္ဍကတုံညာခွန်လို့ပထမဆုံးလာထွက်ဟုတ်ပြီအဲ့ဒီတိုင်းပဲဒီမှာတုံညာခွန်ကမီ3မြင်းညောင်းလေးလိုက်သွားမယ်ရှေ့မြင်းညောင်းလေးတွေပြန်ဆင်းလာမယ်ခွန်အဲ့ဒီ388ခွန်ကလည်းပဲ38ခွန်လို့ကျွန်တော်ထွက်ခဲ့အဲ့ဒီတိုင်းပဲကျွန်တော်တို့အပေါ်ဆက်တဲ့တိုင်းဒုက္ခကြတော့ဒီမှာ3ညခွန်38ခွန်ပြီးဟဲ့မှာခွန်နဲ့ရောက်လာပြီဒီခွန်ကနေပြီးတော့မှသူ့နာမြင်းညောင်းလေးတဲ့မဲ့တက်သွားတယ်သူ့နေရာတွေ့တော့ရသွားတယ်3ညခွန်နော်ခွန်ပြီးရင်ဒီမြင်းညောင်းလေးတိုင်းမဲ့အောက်ကိုပြန်ပြီးတော့ဆင်းလာတယ်3ညအဲ့ဒီခွန်3ညကပြီးခဲ့တဲ့
အပင်မှာထွက်သွားအဲ့ဆိုရင်ဒီကနန်းလေးကိုရမလားဆိုရင်ကျွန်တော်တူဟာတက်ရတာပေါ့ဖြစ်စဉ်နဲ့သွားတာပေါ့အဲ့လိုဆိုရင်ကျွန်တော်တို့ဒီဘက်မှာယူရမယ့်ကနန်းဒီ၄ထိ6ခါ၄ထိ6ခါနဲ့တစ်ပိတ်ဖြစ်ပါတယ်နော်4 6တေးလို့နော်4 6တက်ဒီဟာလေးကိုကျွန်တော်မနေ့ကတင်ပြီးပါပြီခုဒီနေ့မနေ့တင်တာကြတော့ပါဆိုရင်6 4တက်ကိုတင်လိုက်တယ်6 4တက်ဘယ်လိုတင်တယ်လဲဆိုတော့နော်တို့တင်လဲကြည့်သူကတော့ဒီကနေဒါကတော့အောက်ကနေအထက်ကိုကနန်းရှာပြီးတယ်နော်အတိတ်နမိတ်တွေကောင်းတယ်သူကတော့ဒီဘယ်လိုရည်လဲဆိုရင်ဒီမှာဗျနော်ဒီ3မင်တွေမူလေးနဲ့သွားပါမယ်3 7ခွန်3ညခုထွက်မယ်ကနန်း3 3ညကို3 5နှစ်3 9နှစ်ထွက်မယ်ကနန်း6 9 3ည5 9 3 5 3ညလေး9 3ည3 2ခွန်2 8ခွန်2 6 3ည5တဲ့ဒီနော်တို့ဒီကနေယူတယ်ဘယ်လိုယူမလဲဆိုလို့ရှိရင်နော်ဒီမှာရ9 3ည3 2ခွန်2 8ခွန်2ဘယ်လိုယူမလဲဆိုရင်ကျွန်တော်တို့ဒီ4ပင်တွဲပေါ့နော်4ပင်တွဲမှာကျွန်တော်တို့ဒီခါဆောင်လေးပေါင်းကြည့်အောင်သူက8ဖြစ်ပါတယ်ခါဆောင်လေးပေါင်းတော့8ဒီခါဆောင်လေးပေါင်းလိုက်တော့6 9 4 9ဖြစ်အဲ့လိုဆိုရင်ပြီးခဲ့တဲ့နှစ်ကတော့ဒီခါဆောင်ပေါင်းလိုက်တော့3ညဖြစ်သလားဆိုတော့3ရင်5ရင်2ရင်ပေါင်းတော့3ည8 9 3ညပြီးရင်ကျွန်တော်တို့ကတစ်ပြန်စားရမယ်ဆိုတော့စီနီယာနော်ကြီးလာတာတစ်ပြန်စားမယ်ဆိုဒီမှာလက်ခံ3ရှိပါပြီခွန်ရှိထားပါပြီအဲ့တော့တစ်ပိတ်ဒါကအပိတ်ကိုစယူလိုက်ပြီနောက်ထိတ်ကိုဘယ်လိုယူမလဲဆိုတော့ဒီ9ခွန်ကိုအောက်ထိတက်သွားလို့လေဒီကျွန်တော်တို့ကအတွင်းပြန်ချိုးလိုက်နော်နှစ်နဲ့ပေါင်း9ခွန်2 8ဆိုတော့6 9ခွန်2 8ဆိုတော့6အဲ့ဒီတိုင်းမဲ့ဒီထိတ်3လုံးနဲ့6 5 5ဒီ9နဲ့ပေါင်းလိုက်တော့နော်6 5 9နဲ့ပေါင်းလိုက်တော့နော်5ခုနကရထားတာက6အခုရလာတာက5အဲ့လိုဆိုရင်ဒီပြီးခဲ့တဲ့နှစ်ကကို4သလားကြည့်လို့ရှိရင်3 လုံးတန်းပြီးတော့5ခါတိုင်းဆိုတော့3လီကို5နဲ့ပေါင်းတော့4 6 5 4ဖြစ်သွားပြီစီနီယာနောက်ပြန်ဆုပ်တယ်ဒါဆိုရင်ဒီနေရာမှာ3လိုချင်တဲ့အတွက်ကြောင့်3ရေခွန်ရေဆက်ခွန်စီပြီးသား3ညင်6ထိန်နဲ့သုံးလိုက်ရမှာ6ရေခွန်ရေပေါင်း73ခွန်ရေပေါင်း20ပေါင်း3အဲ့တော့6543လို့ရပါတယ်နော်ရသွားတော့ဒီကျွန်တော်တို့က
ဗရိတ်လေးရှာရအောင်ဗရိတ်ရှာတဲ့ခါကျတော့ဟာခုဒီဘင်းနေစတွေ့တယ်ဒီဗရိတ်စစ်ခွန်နှစ်ကဘယ်ရတယ်လဲလို့ကြည့်ရင်စစ်ခွန်နှစ်ဘယ်ရတယ်လဲလို့တုံညာခွန်နောက်နှလုံးရှိရဲ့တုံညာခွန်ပေါင်းရင်ခွန်ဗရိတ်အဲ့လိုဆိုရင်ခွန်နှစ်ပေါင်းရင်ဒီကိုဗရိတ်9တုံညာ4ခွန်နောက်ပေါင်းခွန်ဗရိတ်ခွန်နောက်ပေါင်းကိုဗရိတ်ကိုနောက်ပေါင်း4ဆိုရင်ပြီးခဲ့တဲ့နှစ်က4ရဲ့သလား3ခုနှစ်ဆိုတော့အရင်နှစ်ကဆွေတော့ခြေလို့ကနော်ရောက်တော့ရောက်ပါပြီနော်ဒါမှတွက်ကုန်နဲ့အဆင့်မရောက်သေးဘူးပေါ့ဗျာယင်းနှစ်ကတော့မတွက်ဖဲကုန်တဲ့အဆင့်ပေါ့အခုနှစ်တွက်အကယ်၍မနစ်ကသာဆွေတော့ဒီလိုလေးရှာရပေါက်ပြီးသားပေါ့နော်မိတ်ဆွေလည်းပေါက်ပြီးသားပေါ့အဲ့တော့ဒီနှစ်လည်းကျွန်တော်တို့တိုက်ဆိုင်လို့တွေ့ကြတဲ့အခါမှာနော်နောက်နှစ်တော့ဆွေတော့နော်ဒီ line ပေါ်မှာစီဖို့မသေးကြပါဘူးနော်ခင်ဗျားတို့ချမ်းသာပြီးတော့နားကျွန်တော်ဆိုလိုတဲ့ချမ်းသာပြီးတော့နားတော့မယ်နော်ချမ်းသာလိမ့်မယ်လို့ထင်ရတာပဲနော်ကွင်ကောင်းတွေတော်တော်များများကိုကျွန်တော်တွေ့မိတယ်ဒီနေ့ဒါရဲ့နော်ဟိုစာတင်ချိန်လေးတနာရီအိတ်ဆက်ချိန်လေးတနာရီနဲ့နောက်ထပ်အခြားလှုပ်ဆောင်မှုလေးတနာရီရလွဲရင်ကြံတာတော့ဒီသုံးလုံးလေးနဲ့အချိန်ကုန်နေတာတွေ့ထားတာလေတော်တော်များတယ်နော်အဲ့တော့များတာတဲ့ကွင်ကောင်းလေးတွေလည်းတွေ့တော့အောင်လိမ့်မယ်တော့ထင်တယ်ပြုနော်ကဲဟုတ်ပြီဆက်ကြသူရဲ့ဒီနောက်ပေါင်းဒီဗရိတ်ပေးတယ်ခွန်ဒီနောက်ပေါင်း9ဒီဗရိတ်ပေးတယ်9ဒီနောက်ပေါင်း4ဒီဗရိတ်ပေးတယ်4အဲ့လိုဆိုရင်ခုကျွန်တော်တို့ယူရမယ့်ဗရိတ်ဒီ9နှစ်ဆိုတော့1ဗရိတ်ဆိုတော့ဟာဒီမှာ6နဲ့1နဲ့ကြားတဲ့4ထည့်လိုက်ရုံပါပဲ6 4 1နော်6က6ထိပ်နဲ့ကြိုက်တဲ့လူက6 4 1လို့ထိုးဗျာ4ထိပ်နဲ့ကြိုက်သူက4 6 1လို့ထိုးဗျာနော်ဒီနှစ်ကွက်ကတော့တန်ပါတယ်နော်အနည်းဆုံး2000 3000တော့တန်တယ်နော်ဒီလိုပဲခြေကနန်းတွေ့ကိုစိတ်ထဲမှာဒီကနန်းတွေ့လိုက်လို့ကြိုက်တယ်ထင်ထိုးတာတို့ဟိုဆရာကဗျာနော်ကျွန်တော်ထဲမှာလာမှတ်ညာတာပေါ့6 4နှစ်ဒီ6 4 1နဲ့4 6 1ဗျာ3 5ခွန်မထီရင်မထွက်တူပါတော့နော်သူတို့ချဲပါသူတို့နည်းနည်းလေးနဲကြသေးတာကိုနော်သူတို့ကဒီမြန်းကိုဝေပါမှထမင်းစားတယ်နော်နေဝေမုံကြပါလေဒါမဲ့စိတ်မဆိုးပါဘူးနော်ဒီလိုက်ပြလိုက်စားပါပဲနော်တချို့ဒီမှာဝင်ဆဲတယ်တော့ကျွန်တော်လိုက်ပြလိုက်တယ်နော်ဒေါသတော့ချက်ရုပ်ရည်ထွက်တာပေါ့တို့တော်ညာလေးပဲဟောကဲသူတို့မသိလို့နော်ဒုဝတ္တရားနားမလဲလို့မှတ်နေတာနည်းနည်းမြင်လိမ္မာရင်ကြီးမလားဆိုပြန်တော့ပြုံးကြတော့ပြုံးလိုက်တော့လေနည်းနည်းတက်တာမလားပေါ့ဟုတ်ပြီကဲဆိုတော့မိတ်ဆွေများညီကုန်းချုပ်ကြသူရဲ့ဟာဒီကန့်လန်လေးပေါင်းရင်စီနီယာနဲ့အပိတ်ရပါတယ်ဟာဒီထိတ်သုံးလုံးနဲ့အလေးနဲ့ပေါင်းရင်စီနီယာနဲ့ထိတ်ရပါတယ်ဒီအပိတ်နှလုံးပေါင်းလို့ရှိရင်ဗရိတ်လာရပါတယ်နောက်နှလုံးပေါင်းရင်ဗရိတ်လာရပါတယ်နောက်နှလုံးပေါင်းရင်ဗရိတ်လာရပါတယ်အဲ့တိုင်းဆက်လိုက်ပါကြက်ရင်ထူပါနံပါတ်1နံပါတ်2ကတော့ဟာဒီမှာနော်မြားချုံလေးဒီအပေါ်တက်နေတာပြခွဲလိုက်အောင်နော်မြားချုံလေးပဲ3ညခွန်3ရှိခွန်3ညအဲ့တော့4 6ဒီကြပါစို့4 6 1နဲ့တတိတယောက်ဖြစ်နိုင်ကြပါစေခင်ဗျာအားလုံးမင်္ဂလာပါ